ဒီလိုကားရှုပ်တဲ့ချိန်မှာဒီလိုတိုးလိုက်ရတဲ့ feeling ကစပိန်သမားတွေရဲ့အရသာရှိဆုံး feeling ပဲဗျဒီလိုရုပ်ကက်လေးကို action camera နဲ့ရိုက်ကူးထားတာဖြစ်ပါတယ်ကျွန်တော်ဒီမှာဒီလို action camera တွေမှာယူရရှိနိုင်ပါတယ်